speaking in tongue အဲ့ဒီဝိညာဉ်ဘာသာစကားနဲ့မဆုတောင်းမချင်းကျွန်တော်တက်တာထဲမှာ breakthrough တွေမြင်ရဖို့အရင်ခက်လေကျွန်တော်ဘာသာရေးတွေတွားနေတာမဟုတ်ဘူး spiritual realm ဖြစ်တယ်မလုံမနေရထဲတွားနေတာမဟုတ်ဘူးဝိညာဉ်တော်ကတကယ်အလုပ်လုပ်လိုက်ရင်အဲ့လူရဲ့နှုတ်ရှာပါးစပ်ဟာတကူးနဲ့ပြည်လာတယ်တနည်းအားဖြင့်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ရတဲ့တန်ရှင်းတဲ့ဘာသာစကားဟာဖျားသခင်ရဲ့နယ်ပယ်နဲ့ချိတ်ဆက်နေတဲ့ခြာခြင်းသွင်းနေတဲ့အရာဖြစ်တယ်မိတ်ဆွေကျွန်တော်ပြောမယ်မိတ်ဆွေလူဘာသာစကားနဲ့လူတွေနားလည်အောင်ဆုတောင်းနေဆိုတာအဲ့ဒါဆုတောင်းပြတာဖြစ်တယ်စိတ်ဆိုးလည်းမတတ်နိုင်ကျွန်တော်တို့ကဆုတောင်းပြမှာမဟုတ်ဆုတောင်းမှာအာမင်ကျွန်တော်အားပေးခြင်းနဲ့ဒီနေ့ကစပြီးတော့သင်ရဲ့ဆုတောင်းခြင်းမှာလေဟာဆုတာတောင်းနေတာပဲတခါလာလဲငငယ်တဲ့အလွတ်ကျက်ထားတဲ့ဆုတောင်းအဲ့ဒါကိုပဲဆုတောင်းရှိရလေတချို့ဆိုနှုတ်ကြိုးနေတဲ့ဆုတောင်းရှိရသိရမလားသင်ရဲ့ဝိညာဉ်ရအောင် agree လုပ်ရအောင်အာမင် iPhone 16ကျတော့လိုချင်ပြီးတော့ဝိညာဉ်တော်ဝိညာဉ်ရကျတော့ upgrade မလုပ်ဘုရားသခင်သင်ရဲ့ဝိညာဉ်ရအောင် upgrade လုပ်ချင်နေတာအာမင်ခြာခြင်းအပေါက်မှာခြာခြင်းကျိုးသွားတက်လိုက်ပါဦးအသွင်းလိုက်ပါဦးဒါစတင်အသက်တာထဲမှာဝိညာဉ်တော်တပါးရဲတာပဲကျွန်တော်တို့ခွန်အားနဲ့မြင်းမြန်ခိုင်ခန့်စေတာဖြစ်တယ်လေဝိညာဉ်နယ်ပယ်ထဲမှာဝိညာဉ်စကားမပေါက်တဲ့သင်လက်ပြောက်နေလိမ့်မယ်ဝိညာဉ်နယ်ပယ်ထဲမှာဝိညာဉ်စကားပေါက်သွားတဲ့သူဖြစ်သင်က just attendance ပဲမဟုတ်တော့သင်ကစုကျေးဇူးတွေနဲ့ပြည့်စုံတဲ့သူဖြစ်လာလိမ့်မယ်စုကျေးဇူးအားလုံးရဲ့တကားဝါဟာဘာမှရှိလဲဆိုတော့အဲ့သက်ရှင်သောဝိညာဉ်တော်အဖြစ်နှုတ်မွတ်တဲ့အထဲမှာရှိတာဖြစ်တယ် hallelujah